ဒီနေ့မှာတော့ PC မှာ VPN ဘာသုံးရမလဲအခက်တွေ့နေသူတွေအတွက်အမှန်တကယ်အလုပ်ဖြစ်ပြီးသုံးလို့ကောင်းတဲ့ VPN လေးကိုပြောပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာနောက်ပြီးဒီ VPN လေးသုံးပြီး TikTok ကိုကိုကြိုက်တဲ့ region နဲ့ account ဖွင့်လို့လည်းရပါတယ်ခင်ဗျဖွင့်နည်းကတော့နောက်တစ်ပုတ်မှာပြောပြပေးပါမယ်အခုကတော့ VPN ထည့်တာလေးပဲပြောပြပေးသွားမှာပါဗျာဒီရင်ဆုံးကျွန်တော်ပေးထားတဲ့ link ထဲကိုတွားလိုက်ပါရောက်ပြီဆိုရင်အောက်ကိုဆွဲချပါမယ် password ဆိုတာလေးကိုမှတ်ထားပေးပါခင်ဗျာ zip file ကို extract လုပ်တဲ့အခါအဲ့ဒီ password လေးထည့်ရပါမယ်ပြီးရင်တော့ download full setup ဆိုတာလေးကိုနှိပ်လိုက်ပါ auto download လုပ်သွားပါလိမ့်မယ်ကျွန်တော်ကတော့ download လုပ်ပြီးသားမလို့ file လေးပဲတွားလိုက်ပါမယ်password တောင်းတဲ့အခါအစောကမှတ်ခဲ့တဲ့123ဆိုတာလေးထည့်ပြီးလိုက်ပါပြီးရင် zip file ကို extract လုပ်ပါမယ်လုပ်ပြီးသွားရင် file တွေတဲ့ 1d sipon.exe ဆိုတာလေးကို double click နှိပ်လိုက်ပါမယ်standard ဆိုတာလေးကိုရွေးပြီး next လုပ်မယ်နောက်ပြီး next တွေပဲ set နှိပ်သွားပါခင်ဗျာဒီနေရာရောက်ရင် modified no add ဆိုတာရွေးပါမယ်နောက်ပြီး create desktop icon နဲ့ run the program ဆိုတာကိုရွေးပြီး next နှိပ်ပါမယ်အခုဆိုရင် software ပွင့်လာပါပြီကျွန်တော်က US ရွေးထားတဲ့အတွက် US server ချိတ်သွားပါလိမ့်မယ်ချိတ်သွားပြီဆိုရင်ကိုယ့် IP ပြောင်းပြီလားတွားစစ်ကြည့်ပါမယ်တွေ့တဲ့အတိုင်းပဲ US IP ဖြစ်နေပါပြီခင်ဗျာဒီ software ထဲမှာပါတဲ့နိုင်ငံအကုန်လုံးချိတ်သုံးလို့ရပါတယ်ကျွန်တော်ဂျပန်နဲ့ထပ်ပြီးချိတ်ပြပါမယ်IP ပြန်စစ်ကြည့်တဲ့အခါဂျပန် IP ဖြစ်နေပါပြီနော်ဒီ VPN လေးက free ရပြီးရအဆင်ပြေပါတယ် like သုံးကြည့်ပါကြိုက်သွားစေရပါမယ်အသုံးဝင်နေဆိုရင် like and follow လေးလုပ်ခဲ့ပါအောင်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ